လူတွေရဲ့စိတ်နှလုံးဟာအလွန်ရှုပ်ဝက်တယ်စိတ်ထဲရှိတာတစ်မျိုးပြောတာကတစ်မျိုးလှုပ်တာကတစ်မျိုးစိတ်ထဲရှိတာကိုဖုံးဖိထားတတ်တယ်လူတွေကဖုံးဖိထားသည့်အတွက်ကြောင့်အပြင်မှာထွက်လာတဲ့ပြောဆိုတဲ့စကားလုံးတွေပြုလုပ်တဲ့အလုပ်တွေဟာဟန်ဆောင်ပန်ဆောင်အလုပ်တွေဖြစ်လာတယ်တိရစ္ဆာန်တွေကြတော့အဲ့လိုမဟုတ်ဘူးတဲ့စိတ်ထဲရှိတာအပြင်ထွက်လာတာပဲဖြစ်တယ်လူတွေကြတော့စိတ်ထဲရှိတဲ့အတိုင်းအပြင်မထွက်ဘူးဘာတွေတော့ဘာကြောင့်လို့ဆိုလူတွေကဟန်ဆောင်ကောင်းတယ်ပေါ့ဟန်ဆောင်တတ်တဲ့အလေထားရှိတယ်ဆိုအဲ့တော့လူတွေဟာကောက်ကျစ်တယ်လို့အဓိပ္ပာယ်ပြောတာဥဒ္ဒနကိညေတံဗန္တိယတိတံပတောတရိစ္ဆာန်တွေကတော့အလွန်ရိုးစင်းတယ်ဖြောင့်စင်းတယ်သူတို့စိတ်ထဲရှိတဲ့အတိုင်းပဲပြင်မဲ့မှာထွက်လာတယ်စိတ်ထဲမှာရှိတဲ့အတိုင်းသူတို့အတန်ထုတ်တယ်စိတ်ထဲမှာရှိတဲ့အတိုင်းပြုမှုသွားလာတယ်ရှုပ်ဝဲထားတာသူတို့မှမရှိဘူးလို့အဲ့လိုကန္တရကဆိုတဲ့စင်တတ်တဲ့ဆရာကမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဟုတ်တယ်မှန်တယ်လို့ဆိုပြီးသူစကားကိုထောက်ခံချက်ပေးထားတာ